ဘုကလေးကနေလေးစက်နဲ့ဝေးသွားသူလည်းကြောင်တော်တော်ကြီးဒီကမတောင်းရှိရကြားလို့ဘူးတော့ခင်းနေတာလည်းဒီနေ့ကကျွမ်းဆိုရတော့အော်ဒီဆိုင်မို့မကလာကြပါဘူးဆိုင်မို့ရေအဲ့ကလေးလေးကိုမပြောပါနဲ့ကွာမင်းတို့ချစ်စရာလေးဟုတ်တယ်နော်အကိုကြီးကိုခြေရနေပဲကလေးလေးဟုတ်တယ်အကိုကြီးကချောတယ်လို့သူလည်းချောတယ်ဟုတ်တယ်အဲ့ကလေးလေးကွာအဲ့ကလေးကဘာဖြစ်လဲငါသားလေးပြင်ရမ်းကောင်းပါအပြစ်လို့သူ့မိန်းခမရမှာမလို့အေးသူခွာတော့ဒါအမောင်ကိုယူမွေးလေးဆောင်သွားမှုချင်းပဲကိုယူမွေးလေးဆောင်မှုချင်းကနေပိုင်နေရလေးကဟိုဝင်းနဲ့တော့ပြေးတော့မပြရမယ်ဆိုကနေလက်ဆောင်ပေးရမယ်ဟိုကိုကြီးလူရှင်တော်တွေကတော့ဟိုကနေလည်းပြီးတယ်ဘုန်းကမခတ်တာပတ်စံလည်းမရှိဘူးလေဟိုကိုဆိုင်ကိုပြီးတယ်ဆိုတော့ကိုရင်ဘက်ထဲမှာရှိတဲ့အချစ်တွေပဲရှိအားကြောင်နေတယ်မေခဏခဏဒုက္ခတွေပေးပြီးတော့လှုပ်ရှင်းနေတော့တော့တော့ဒီနေ့လာကြည့်တဲ့မိသားစုကြီးကလက်ခုပ်နည်းနည်းပြီးဆိုကိုယူလက်ဆောင်နည်းနည်းပြီးတာဒီပြီးကောက်ဟောပြိတ္တကြီးအများကြီးသဘောကျအများကြီးလက်ခုပ်ကိုယူလက်ဆောင်အကြီးပေးတယ်ကိုယူတစ်ချက်ကြည့်ကြည့်မယ်ညီလေးမကြည့်ဘူးချစ်ဆုံးနေမျက်နှာကိုကြည့်တယ်အဲ့ဒီကြိုးစားလို့ကြည့်အဲ့ဒီပြောချင်တာပြောတာကကိုယ်ကဒီလက်ဆောင်ကြီးတန်းပေးတာလည်းတော့တော့ကြည့်မယ်ဒီလည်းအချိန်ရှိပွဲပေးရတော့မှာဟာချားကြပါလည်းလို့လို့ဆိုကောက်လို့ဆိုဒီပြောမပြီးပြီလောက်ခဲ့တော့မပြီးဘူးလားတော်ပြီဘာနဲ့ကမှာဘာနဲ့ကမှာဘာနဲ့ကမယ်ဘာနဲ့ကမှာဘာလေးကတင်းနေတူချီဘာလေးနဲ့ကတင်းနေတူကိုချီတင်းနေတူချီတင်းနေတူကိုချီ哪呀，等于去，这里也这个那里也忙不了，都在等于去。你肯定要。哎，那啥子了？你我经过这。မင်းကြောက်တဲ့ဘာဖြစ်ကြောင်ပြောက်လို့ ရှင်းကောင်းလို့ဒီမှာညီလေးရပြီကျေးဇူးများကြပါလေဘုရားတော်ကိုရအောင်ဒါပေမဲ့မိသားစုတွေကမှာညီလေးကိုချစ်ပြီးတော့လက်ခုပ်လေးတီးပြီးအောင်ပြန်လက်ဖောင်းလေးနာနေမှာဘောလက်ဘွားနိုင်အောက်ကဒီဘောပေါ်လာတယ်ဒီလိုလုပ်လိုက်တာလားအကုန်လုံးစင်မတက်ကလည်းကျွန်တော်တို့အောက်ဆီဂျင်တွေတီးနေတဲ့အားကြီးသူတို့ကတီးနေတယ်ကိုလေးဟုတ်ညီလေးကိုချစ်လို့တီးရင်းနဲ့လက်ဖောင်းတော်တယ်ဘာလို့ပေးမှလဲအခုမိသားစုယူဘာလို့ပေးမှလဲဘာလို့ပေးမှလဲလေဝါဖိချင်းအပြတ်က3ရက်ကြံသေးတယ်ဟုတ်လားဟုတ်တယ်ဒီနေ့မဟုတ်ဘူးဘူးနေဘူးနေအခုမိသားစုယူဘာလို့ပေးမှလဲဒီလေးကိုချစ်လို့လက်ခုပ်တီးရင်းနဲ့လက်ဖောင်းလေးလာပြီးဘာလို့ပေးမှလဲ